ဆင်ကြောင်လေးတွေမပြောရတာတရက်နှစ်ရက်ရှိပါပြီဒီနေ့တော့နည်းနည်းပြောလိုက်မယ်အခုနောက်ပိုင်းမှာလူသစ်လေးတွေကအရန်စိတ်တက်ကြလွယ်တယ်အရန်စိတ်ပြက်လွယ်ဘာကြောင့်လဲဆိုတော့သူတို့တွေကအရန်ကိုလေးနဲ့နဲ့ထားလို့ပေါ့နော်စီအန်ကြောင်းနဲ့ပတ်သက်ပြီးပေါ့နော်အဲ့လိုစိတ်တက်မကြလွယ်အောင်စိတ်တက်မကြရအောင်အမပြောပြမယ်တကယ်လို့ဒါကိုကဆွဲလန်းလန်းဒီဇိုင်းမမလုပ်စီချင်တယ်ဆိုရင်ပေါ့နော်အခုနောက်ပိုင်းမှာ Facebook ပေါ်မှာစီအန်နဲ့ပတ်သက်တဲ့အကြောင်းလေးတွေမျှဝေပေးနေသူတွေအများကြီးအဲ့ဒီအများကြီးထဲမှာကိုကအများကြီးထဲမှာအခကြီးငွေပေးတဲ့သူတွေရှိတယ်အလကားသက်သက်မျှဝေပေးနေသူတွေရှိတာပေါ့နော်အခုအမားတို့ဆိုရင်ကိုလုပ်ခဲ့တဲ့အတိုင်းကိုကိုရဲ့လုပ်နေကြအတိုင်းကိုအတွေ့အကြုံလေးတွေကိုလာပြီးတော့အဲ့တော့ဖာမောက်မျှဝေပေးတာပေါ့နော်ဘာအခကြီးငွေမှမရှိဘူးအခကြီးငွေယူအောင်လဲကိုကအရင်တက်နေတာမဟုတ်အဲ့လိုပဲအခကြီးငွေယူတဲ့သူတွေလည်းသူတို့အရင်ကျွမ်းကျင်လို့ဤပညာသမားတွေပေါ့နော်အရင် Facebook ရဲ့နောက်ကြောင်မှာအများကြီးလေးလေးနက်နက်ရှိတယ်ဗန်ချိတ်တာတို့ဗန်ပြောင်းတာတို့ location ချိတ်တာတို့တချို့သောဟာတွေကအများကြီးလုံးစရာတွေအများကြီးရှိတယ်အဲ့ဒါတွေကသူတို့အရန်ကျွမ်းလို့သူတို့ service ယူတာလည်းဖြစ်မှာပေါ့နော်အခကြီးငွေယူတာလည်းဖြစ်မှာပေါ့နော်ဘာလို့ဆိုတော့ဒါတွေကအရန်အချိန်ပေးပြီးလုပ်ရတာလေဆိုတော့ပြောချင်တာကလူသစ်လေးတွေကစိတ်တက်မကြလွယ်အောင်လမ်းမပြောင်းရအောင်ဘိုင်းပေါ်မှာလူတွေအများအပြားကြီးစီအန်ကြောင်းနဲ့ပတ်သက်လို့မျှဝေတဲ့အထဲမှာကိုနဲ့ကိုက်ညီမဲ့ပုံစံမျိုးကိုနဲ့ကိုက်ညီမဲ့အခြေအနေမျိုးကိုလိုက်ပြီးတော့လုပ်ယူပေါ့နော်အဲ့ဒါပါလဲဆိုရင်ဒီလူပြောတဲ့ပုံစံအတိုင်းကငါနဲ့ကိုက်ညီတယ်ဒီလူပြောတာနားလည်လွယ်တယ်ရှင်းတယ်ငါလိုက်လို့အဆင်ပြေတယ်ဆိုအဲ့ဒီလူရဲ့ပုံစံအတိုင်းအဲ့ဒီစီနီယာရဲ့ပုံစံအတိုင်းကိုလိုက်လို့ဒါမှမဟုတ်လို့အမပြောတဲ့ပုံစံမျိုးကအမပြောတာနားလဲလွယ်တယ်အမပြောတဲ့ပုံစံမျိုးကျမလိုက်လို့ရတာအဆင်ပြေတယ်ဆိုရင်အမပြောတဲ့အတိုင်းကိုလိုက်လို့ဒါဆိုရင်ခဏလေးနဲ့ပန်းတိုင်ရောက်လူမမဟုတ်လို့ဟိုလူဒီလူဟိုလူပြောသလိုမျိုးလောကနှုံဒီလူပြောသလိုလောကနှုံနဲ့ကြားလိုက်ရင်ကြားထဲမှာကိုကလုံးမတက်ကင်မတက်ပဲနဲ့လမ်းနေပျောက်ပြီးတော့နောက်ပိတ်ဆုံးတော့စီအံဘွားကိုဆွတ်နှက်သွားတယ်အဲ့လိုမျိုးမဖြစ်ရလေအောင်တယောက်ဆိုတယောက်ဒီစီနီယာပြောတဲ့ပုံစံအတိုင်းလိုက်လို့မယ်ဆိုဒီစီနီယာပြောတဲ့အတိုင်းပဲလိုက်လို့အဲ့ဒါဆိုရင်ခဏလေးအဆင်ပြေပါဘောနော်အမားတို့ကတော့ပြောပြတယ်ဆိုပေမဲ့ line ပေါ်မှာဘာလို့ရင်ဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်မယ်တနေ့ကိုဗီဒီယိုဘယ်နှပုတ်လောက်တင်ရမလဲတနေ့ကိုဘာအမှားတွေမလုပ်မိအောင်ဟိုဖြစ်ရမလဲဘာတွေကိုရှောင်ရမလဲဒါတွေလောက်ကတော့အမားတို့ပြောပြလို့တက်တယ်ဟိုအနောက်ပိုင်းကFacebook ရဲ့အနောက်ပိုင်းကတချို့တွေအနီးထိတာတို့အဝါထိတာတို့